ဟောအားလုံးပဲမြင်လာပါနော်လာရှိဒီတစ်ခါပြောပြပေးမှာကတော့ပထမတစ်ပိုင်းရဲ့အဆက်လေးပေါ့နော်ရှိဖင်းလေးဒီပေါင်းတဲ့အခါလေးသုံးတဲ့အခါပေါ့နော်ဟုတ်ပြီပထမရှိပြီးပြသွားရင်နော်ကကြီးရကယူအောင်ဝူအောကဲဝူအောကိုတန်တယ်ပေါ့နော်ရှိတက်တန်နဲ့ကဲဝူအောကိုနှစ်တန်နဲ့ဆိုရင်ကဲဝူအောကိုသုံးတန်ဆိုရင်ကဲဝူအောကိုလေးတန်ဆိုရင်ကြောက်ရဆိုတော့ကဲဝူအောကိုတန်ပြတ်အတန်လေးပေါ့နော်ဟုတ်ပြီဆက်ကိုလာရှိဇတန်တယ်ပေါ့နော်ယူဝဝူအောဇဝူအောတက်တန်ဆိုဇဝူအောဆိုနှစ်တန်ဇဝူအောဆိုသုံးတန်လေးတန်ဆိုရင်လာရှိတော့ဇဝူအောဆိုနော်အောက်ကမင်းင်းနေရတော့ကြက်ရမှာပေါ့နော်ဖော့ဆိုတာရှိပြီးပြက်တာစုပ်တာပြောတာပေါ့နော်ဝစ်စားတွေပိုင်းစုပ်သွားရဆိုရင်或者衣服破了就破啊别的手里吧喏这我做所以别别给我过啊是滴滴的表吧喏水果了都呢破所以啊破表啦这我做所以台里给我过啊那个喏后面那是分的变成表没破别的做别别过滴滴破做台里过那个吧喏အပြီးနောက်တစ်ခုတော့ရှင်းပြပြမယ် more am က more er more me ဘာလို့ရှင်းတန်ဆိုရင် more me နှစ်တန်ဆိုရင် more me သုံးတန်ဆိုရင် more me လေးတန်ဆိုရင် more me ဟုတ်ပြီနော်နောက်တစ်ခုပြန်ကြည့်မယ်ဆက်အိတ်က zh er zh 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 zhဟုတ်ပြီနော်နောက်တစ်ခု CA က ch 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 ဟုတ်ပြီနော်ဒီနောက်တစ်ခု rဘာလို့နောက်တစ်ခုလဲဆိုတော့ဟပဲဆိုရင်တော့နေပါနော်နေ吃ဆိုရင်ကားတွေပြောတာပေါ့နော်吃ကားနောက်တစ်ခုရေဆိုရင်လဲပဲပေါ့နော် also နဲ့တူတူပဲရေနောက်တစ်ခုဟဲဆိုရင်လည်း是到底ပေါ့နော်ဟဲဝူဟော吃火车ဆိုရင်是မီးရဲ့ထားကိုပြောတာပေါ့နော်ဟုတ်ပြီရေဆိုရင်သိရကိုပြောတာအဲ့ဒါတစ်တန်နှစ်တန်သုံးတန်လေးတန်တွေကိုသတိထားထွက်ရမယ်နော်ဟုတ်ပြီဟဲနေ吃ကားရေလဲပဲ喝到底火车မီးရထားရဲ့တည့်ရွက်ဟုတ်ပြီနော်အဲ့ဆိုရင်ငါရှင်နောက်တစ်ခုနောက်တစ်ရက်ပြန်ပေါင်းပြမယ် B ရတာဆိုတော့ပေါ်ပေါ့နော် IE ရတာဆိုတော့တန်ထွက်ခဲ့တယ်ရေပေါ်ရဲဆိုတာဆိုပြဲလို့တန်ထွက်တယ်ပေါ်ရဲတစ်တန်ဆိုတော့ပြဲနှစ်တန်ဆိုရင်ပေါ်ရဲပြဲသုံးတန်ဆိုရင်ပေါ်ရဲပြဲလေးတန်ဆိုရင်ပေါ်ရဲပြဲဟုတ်ပြီနော်နောက်တစ်ခုလာဆိုတော့ရှီရဲရှဲ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 ဟုတ်ပြီနော်နောက်တစ်ခုကြီးရဲကျ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 ဟုတ်ပြီနော်နောက်တစ်ခုလာဆိုအန်ကလဲ IE ရရဲလဲရဲဆိုရင်လဲရဲမနော်ဆိုလဲရဲလဲရဲတစ်တန်လဲရဲ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 လဲလေးတန်နဲ့ဟုတ်ပြီဒါတွေရဆိုခဏခဏပေါင်းကြည့်ပါနော်အောက်ကမီနီနေရတော့ကြည့်ရမယ်ကြီးရဲကျကျေဆိုရင်အမပေါ့နော်ရှီရဲရှက်ကျေးဇူးတင်ပါတယ်ပြည့်ရဲ့ပြည့်子ဆိုရင်ပကံပြောင်းပြောတာချီရဲချဲဆိုတာဆိုလီဒီခက်ဒီပေါ့နော်ဒီပြကချီရဲကျဲဆိုရင်ချီဒီငါဒီရှီရဲရှဲကရီဒီချီရဲချဲရဆိုခရမ်းဒီပြောတာပေါ့နော်ချဲခရမ်းဒီဟုတ်ပြီအဲ့ဆိုရင်ဆိုဖိနေပြန်ဖတ်ပြမယ်ကျဲအမရှက်ကျေးဇူးတင်ပါတယ်ပြည့်子ပကံပြောင်းချဲလီဒီခက်ဒီကျက်ချီဒီငါဒီရှဲရီဒီချဲခရမ်းဒီပြောတာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဆက်ပေါင်းမှာရောရှိနေရပါတော့ဟုတ်ပြီဒါရှိနောက်ထပ်အပိုင်းလေးမှာဆက်ပေါင်းရမယ်အပိုင်းလေးပြန်ပြီးတော့မှရှင်းပြပြပါမယ်နော်